အားလုံးပဲမင်္ဂလာပါ minus infinity to plus infinity မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ကChristmas နေ့ဆိုတော့မျိုးလေကောင်တစ်ချက်သွားကြည့်ကြမလို့လားနော်လူသူပြက်လက်နေမလားစီကားနေမလားဆိုတာတတမမို့လိုက်ခဲ့ပါ Christmas နေ့တယ်ဗျလည်းတစ်ချက်ကြည့်ပါဘယ်သူမှဘာမှမရှိတာမချောလာသူတို့ Christmas ကအိမ်ထဲမှာပဲနေကြတယ်နဲ့ဆိုင်နေအကုန်ပိတ်ပါတယ်လူတော်မြင်ရခဲတော့ဘောနော်အမသူ့ကိုပြောတယ်Christmas ကသူတို့ကအိမ်ထဲမှာနေတာမိသားစုနဲ့ကုံဆုံးတာအပြင်မှာဘာမှမရှိဘူးဆိုတော့စီစီမထွက်ခိုင်းနဲ့ကလူမရှိတာသူတယောက်တည်းမျိုးကိုရှောက်ကြည့်တယ်လားကြောင်းမှလည်းဘာမှမရှိဘူးမှောင်ပိုင်း6ကတိတ်စိတ်ဟိုပေါင်းဝင်းကြီးကဒီတစ်ပင်အ6တွေလို့ပဲကောလုံး6ကlâu chè lâuဒါတော့မျိုးလေကောင်ရောက်နေပါပြီဗောနော်ဒါတော့တရေမျိုးကြံဘလို့တရေမျိုးကြံအကောင်လုံးပိတ်ထားတာပါဒီမှာဆိုလို့ရှိရင်လည်းကြည့်လို့ရဟုတ်ပါဒီမှာဘာဆိုင်နေရစားကိုနင်းရစီပြောနေဆိုင်နေရစားကောင်းလုံးပိတ်ထားတာပါကောင်းလုံးပိတ်ထားတာလူဘသူဆိုပါနည်းနည်းလေးပဲရှိရပါမရဘူးအပိတ်ရောလိုက်တော့นี่ပြန်ကြမှာပြန်လိုက်ပါဒီဘက်လာကအလုံးကြီးဒါတော့ Christmas ညပေါ့နော်ဒါပေမဲ့လူဘယ်သူမှမရှိပါဘူးကောင်းတော့အိမ်ထဲမှာပဲနေမိသားစုလေးနဲ့ဖြတ်တန်းနေကြပါရဲ့အဲ့ဟာရိုက်ပြတာပါလန်ဒန်တော့မသိဘူးပေါ့နော်အခုဒါဒီမှာချက်ပြီးမှာတော့မမရှိတူကျွန်းထိုးတာလည်းတူကောင်းတာပါတတပါပျော်ရွှင်တော့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေဒီလိုမလား Merry Christmas